အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ eFootball တိုက်ရဲ့ admin ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်က brother တို့ကို 422 formation ကိုဘယ်လိုကစားသွားရမလဲဆိုတာကိုအခြေခံကြကြအစအဆုံးကျွန်တော်ရှင်းပြသွားပေးမှလည်းဖြစ်ပါတယ်ကျွန်တော်တို့ဒီကစားကွက်တစ်ခုရဲ့အသက်က play style ပဲပေါ့နော်ဒီ formation နဲ့ကတော့ quick counter လောင်းဘော counter တို့လို play style တွေကအလိုက်ဖတ်ဆုံးဖြစ်ပါတယ်ဒုတိယမြောက်ရေးကြီးရတော့ကျွန်တော်နီးပြဖြစ်ပါတယ်နီးပြမှာဆိုရင်ကျွန်တော်တို့ quick counter မှာဆိုလို့ရှိရင် Amorin double booster ကတ်ကိုသုံးသင့်ပါတယ်လောင်းဘော counter မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ Fabio Capello လိုနီးပြမျိုးတွေကိုသုံးသင့်ပါတယ်ဒါကတော့ကျွန်တော်အနေနဲ့ကျွန်တော်အကောင်းဆုံးလို့ထင်တယ်ကျွန်တော်အတွက်စိတ်ကြိုက်ဖြစ်တဲ့နီးပြတွေကိုပြောတာပေါ့နော်တကယ်လို့ brother တို့မှာဒီနီးပြမရှိတာပဲဖြစ်ဖြစ်မကြိုက်တာပဲဖြစ်ဖြစ် brother တို့အနေနဲ့ brother တို့ကြိုက်တဲ့ရှိတဲ့နီးပြကိုပြောင်းသုံးလို့ရရပေါ့နော်play style အနေနဲ့နီးပြတွေအကြောင်းပြောပြီးသွားပြီဆိုတော့ကျွန်တော်အနေနဲ့ဒီကစားကွက်မှာအသုံးဝင်မဲ့ player play style ကိုကျွန်တော်ပြောသွားမှာဖြစ်ပါတယ် player play style အနေနဲ့ CF 2ယောက်ကိုကျွန်တော် goal poacher အနေနဲ့ထားတင်တယ်ပေါ့နော်ဒါမှပဲကျွန်တော် Fabio Capello ရဲ့ link up play style နဲ့ကျွန်တော်တွဲပြီးသုံးလို့ရမှာပါကျွန်တော်တို့ AMF နှစ်ယောက်မှာတော့ကျွန်တော်တို့ထုံးစံအတိုင်းပဲ whole player နဲ့ creative playmaker ကိုကျွန်တော်တွဲပြီးသုံးပြီးမှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ DMF နှစ်ယောက်ကိုကြတော့ box to box နဲ့ orchestrator နဲ့တွဲပြီးသုံးမယ်ပေါ့နော် LP နဲ့ RB ကိုတော့ကျွန်တော်တို့ defensive fullback တစ်ယောက် attacking fullback တစ်ယောက်ကျွန်တော်ထည့်တင်ပါတယ်ကျွန်တော်တို့ center back နှစ်ယောက်ကိုတော့ the destroyer နဲ့ backup player နှစ်ယောက်ကိုတွဲပြီးတော့ပေါ့နော်တွဲဆက်အသုံးပြုတင်ပါတယ်ကိုသမားကိုတော့ကိုယ့်အတွက်စစ်အဖြစ်ဆုံးကိုအကြိုက်ဆုံးကိုသမားကိုထည့်ပြီးသုံးပြုပါကျွန်တော်အခုပြောရတဲ့ player play style တွေကပေါ့နော်ဒီကစားကွက်နဲ့အလိုက်ဖတ်ဆုံး player play style တွေပဲဖြစ်ပါတယ်တကယ်လို့ကို့မှာဒီ play style နဲ့ player တွေမရှိဘူးဆိုလို့ရှိရင်ကို့အတွက်အကောင်းဆုံးဖြစ်တဲ့ player တွေကိုထည့်ပြီးတော့အသုံးပြုရလို့လည်းရပါတယ်ကျွန်တော်နီးပြကို Fabio Capello အနေနဲ့အသုံးပြုပြီးရှင်းပြသွားပေးမှလည်းဖြစ်ပါတယ် Fabio Capello ရဲ့ link up play style ကိုတုံးမှုအတွက် DMF က orchestrator နဲ့ CF က goal poacher ဒီနှစ်ယောက်ကိုကျွန်တော်တို့အနေနဲ့ link up play လုပ်ပြီးတော့ကစားသွားမှလည်းဖြစ်ပါတယ်ဒါတွေပြောပြီးသွားပြီဆိုတော့ကျွန်တော်တို့ပွဲထဲမှာ macro အရေးပါတဲ့ကျွန်တော် individual အကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ offensive 1မှာဆိုရင်ကျွန်တော် offensive ပြကြလို့ရှိရင်ကျွန်တော် AMF တစ်ယောက်ထားမှာဖြစ်ပါတယ်ဒုတိယလည်းအဲ့လိုပါပဲ offensive မှာ AMF တစ်ယောက်ထားမှာလည်းဖြစ်ပါတယ် defensive 1နဲ့မှာဆိုရင်တော့ကျွန်တော်တို့ counter attack ကို MAP ထားမှာဖြစ်ပါတယ် leg up play ရဲ့ key player လည်းဖြစ်တဲ့ MAP ထားတာဖြစ်ပါတယ် defensive 2ကိုကြာတော့ပေါ့နော်ကျွန်တော်တို့ target man နေမန်းမာကင်နေယူတဲ့အချိန်မှာသုံးမှာဖြစ်ပါတယ်ပွဲထဲရောက်မှာတစ်ဖက် player ရဲ့အခြေအနေကိုကြည့်ပြီးတော့ strong ဆုံးပေါ့နော်တစ်ဖက်တင်းရဲ့ strong ဆုံး player ကိုကတ်မှာဖြစ်ပါတယ်ဒါတွေကျွန်တော်တို့သိပြီဆိုရင်တော့ match in play ကိုသွားလိုက်ရအောင် match in play မှာဆိုရင်တော့ကျွန်တော်တို့ passing နေပွဲတစ်ပွဲကိုဘယ်လိုစိုးမိုးပြီးတော့ထိန်းချုပ်ရမလဲဆိုတာတွေဒါတွေကိုပြပြပေးသွားမှာလည်းဖြစ်ပါတယ်ကျွန်တော်တို့ passing mind နဲ့ပြောရမယ်ဆိုတော့ကျွန်တော်တို့ ZZ ပုံစံမျိုးပေးပြီးတော့ကျွန်တော် AMF ထိတည်ရမယ်ပေါ့နော် AMF ထိကိုကျွန်တော်တို့ ZZ ပုံစံပေးပြီးတည်မယ်ကျွန်တော်တို့ AMF ကြီးဘောလုံးရောက်ပြီဆိုတော့မှကျွန်တော် AMF ရဲ့ DMF ရဲ့ပေါင်းပြီးတော့မှကျွန်တော်တို့ပေါ့နော်ဒီလွတ်တဲ့လူပေးနဲ့ကျွန်တော်တို့တစ်ဖက်တင်းရဲ့ခံစစ်မှာကစားမယ်ပေါ့ဗျာအဲ့လိုကစားနေမှာကျွန်တော်တို့လွတ်တာတွေ့ပြီဆိုလို့ရှိရင်ကျွန်တော်ဘောလုံးပေးပြီးတော့ကျွန်တော်တို့စိတ်အေးထားပြီးတော့ဂိုးဖြစ်ပြောင်းလဲရမှာဖြစ်ပါတယ်အဓိကတော့လွတ်တဲ့လူပေးပြီးတော့မှကျွန်တော်တို့အေးအေးဆေးဆေးစိတ်ငြိမ်ငြိမ်နဲ့တစ်ဖက်တင်းအမားဖြစ်တဲ့တိစောင့်ပြီးတော့မှတိုက်စစ်စင်တဲ့ကစားကွက်ဖြစ်ပါတယ်ပွဲတစ်ပွဲကိုဘယ်လိုထိန်းချုပ်ရမလဲဆိုပြီးပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အရန်ကစားသမားတွေထဲမှာ DMF player 2ယောက်3ယောက်လောက်ထိရှိတင်ပါတယ်ဒါအပြင်ကိုယ့်အတွက်အသုံးဝင်တဲ့ CB center back player နောက်တစ်ယောက်ရှိတင်ပါတယ်တစ်ဖက်သင်း player လည်းအရန်ကန်ခက်တယ်ကျွန်တော်တို့က85မိနစ်80လောက်မှာကျွန်တော်တို့နိုင်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးပွဲကိုထိန်းချုပ်လို့ရပါတယ်ကျွန်တော် AMF 2ယောက်ကိုကျွန်တော်တို့ DMF ဖြစ်ပြောင်းထားပြီးတော့မှကျွန်တော် attacking ပေါ့နော် CF ကတစ်ယောက်ကို CB ဖြစ်ပြောင်းလိုက်မှာဖြစ်ပါတယ်ဒီလိုလုပ်ပြီးတော့ခန့်စစ်နှစ်တုံးချဆော့လိုက်မယ်ဆိုရင်တော့တစ်ဖက်တင်းအတွက်လုံးဝကိုဂိုးမသွင်းနိုင်မဲနဲ့ဘတ်စကာကြီးတစ်ခုကိုခံနေတဲ့ခန့်စစ်ကြီးတစ်ခုရရှိမှလည်းဖြစ်ပါတယ်တော်ရုံတန်ရုံ player တယောက်အနေနဲ့ကတော့ဒီလိုခန့်စစ်မျိုးကိုဂိုးပြတ်သွင်းဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ပါဘူးကစားကွက်ကိုလည်းဒီလိုချိန်ပြီးသွားရဆိုတော့ကျွန်တော်တို့ကတစ်ဖက်တင်းကိုဘောလုံးပေးဆော့ပြီးတော့လာသမျှဘောလုံးကိုကျွန်တော်ကန်ထုတ်ရမှာဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်မသိဘူးကန်မယ်ဆိုတဲ့ပုံစံနဲ့ကန်မှာဖြစ်ပါတယ်eFootball နဲ့ပတ်သက်ပြီး brother တို့သိချင်တဲ့အကြောင်းအရာတွေကိုဒီဗီဒီယိုလေးရဲ့အောက်က comment မှာမေးမြန်းသွားလို့ရပါတယ်